Hello မင်္ဂလာပါ Lions ကိုနေကနေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကခမားတို့ကျွန်တော်တို့ရဲ့လူဖြစ်လာစေတဲ့လူသားမျိုးနွယ်အကြောင်းဗျအဲ့တော့လူသားမျိုးနွယ်လို့ပြောရင်ခမားတို့ကျွန်တော်လည်းလစ်လူရှုလို့မရဘူးပေါ့နော်ကျွန်တော်သိတဲ့အကြောင်းအရာပေါ့ကျွန်တော်တို့ရဲ့လူဖြစ်လာစေတဲ့ကျွန်တော်တို့မျိုးနွယ်စုတွေရဲ့အစဘလို့ဖြစ်လာခဲ့ရလဲဘလို့ထူးဆန်းတဲ့အချက်တွေရှိသေးလဲဘလို့လူမျိုးတွေထပ်ပြီးတော့ရှိနေခဲ့သေးရလဲဆိုတော့ဒါခေါင်းစဉ်လေးနဲ့သွားပြီးတော့ပတ်သက်နေရဗျကျွန်တော်ခုပြောပြချင်တာကျွန်တော်လူသားမျိုးနွယ်လို့ပြောလိုက်ခင်ဗျားတို့ကျွန်တော်ရင်းနှီးနေတဲ့ဒီကြောက်ခဲလူသားတွေကြောက်တောင်ကြောက်ခဲတွေကိုကျွန်တော်ဒါလက်နက်တစ်ဖြစ်အသုံးချပြီးတော့မှအမဲလိုက်ပြီးတော့တဖြည်းဖြည်းဖြန့်ကျက်လာတဲ့လူသားတွေကိုခင်ဗျားတို့ပြေးမြင်ပါပဲကျွန်တော်ចောင်းဆောင်တွေထဲမှာလည်းပုံမှန်အဲ့လိုမျိုးပဲသင်ခဲ့ရအောင်နော်ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကအဲ့ကျောင်းဆောက်တွေထဲမှာသင်ခဲ့ရတယ်ကျွန်တော်တို့ရဲ့ကဘာဦးအစလူသား Homo sapien လို့ခေါ်တဲ့လူသားမျိုးနွယ်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့နဲ့တွယ်ဝိုက်ပြီးပတ်သက်ခဲ့တဲ့တခြားလူမျိုးအသစ်တွေပါဒါလွန်ခဲ့တဲ့နှစ်ပေါင်း1000နဲ့တန်းနဲ့ချီတဲ့ချိန်ကသူတို့လည်းဒီကဘာပေါ်မှာနေထိုင်ခဲ့ဘူးတယ်ဗျအဲ့ဒါကြီးကကျွန်တော်တို့တော့ပဲထူးဆန်းတာမဟုတ်ဘူးတကယ်တမ်းသိပ္ပံပညာရှင်တွေအမြဲတမ်းနှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးတော့သူတို့ယုံကြည်ခဲ့တဲ့ဟာတွေတောင်မှဒါပြောင်းပြန်လှန်ဝါးစေတဲ့ဖြစ်ပျက်တစ်ခုကလွန်ခဲ့တဲ့ဒီဆယ်စုနှစ်တစ်ခုမှာဖြစ်ခဲ့ဘူးတာဗျတိတိကျကျပြောရရင်ဇလန်2008ခုနှစ်ဒါ Siberian ဒေသရဲ့အလွန်အေးဆက်တဲ့အာလတိုင်းတောင်တန်းတွေပေါ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုဗျအဲ့မှာ Denisova လို့ခေါ်တဲ့ကြောက်ကွေးတစ်ခုလည်းရှိတယ်ဒါတနေ့မှာတော့ကျွန်တော်ရုရှားရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ခုကဒါဒီခုထဲမှာမြေပြင်ကိုတူးဆွိုင်းနေမှာအလွန်သေးငယ်တဲ့အယိုးစစ်လေးတစ်ခုကိုတွားပြီးတော့ရှာတွေ့ခဲ့တာဗျအဲ့အယိုးစစ်ကအသက်9နှစ်ကနေ9နှစ်အရွယ်ရှိတဲ့ဒါအမျိုးသမီးငယ်တစ်ယောက်ရဲ့လက်တကြွယ်အယိုးစစ်တစ်ခုဗျဒီသိပ္ပံပညာရှင်တွေကဒီဟာကိုရှာတွေ့တဲ့အချိန်မှာသူတို့ထင်တာတော့ဗျာတာမန်နီယတာနယ်လူသားဒါမှမဟုတ်ခေတ်သစ်လူသားရဲ့အယိုးပဲလို့ထင်ခဲ့တယ်။ဒါပေမဲ့ဂျာမနီနိုင်ငံကျွန်တော် Max Planck Institute မှာကမ္ဘာကျော်မျိုးရိုးဗီဇပညာရှင် Spence Day ပါပိုးကလည်းဒီအယိုးစုလေးကိုဒါ DNA နဲ့အဆင့်မြင့်နည်းပညာကြီးပေါင်းစပ်ပြီးစစ်ဆေးလိုက်တဲ့အချိန်မှာတော့ကမ္ဘာလုံးကသိပ္ပံပညာရှင်တွေအကုန်လုံးသပင်ထောင်သွားစေတဲ့ကိစ္စတစ်ခုကအဲ့မှာဖြစ်လာတော့တာပဲဗျ။အဲ့ဒါဘာလို့လဲဆိုရင်ဒီအယိုးစုလေးကနေထွက်လာတဲ့ DNA ကကျွန်တော်တို့သတ်မှတ်ထားတဲ့ Homo sapien လို့ခေါ်တဲ့လူသားမျိုးနွယ်အစရဲ့ DNA နဲ့တွားပြီးကိုက်ညီမှုမရှိဘူးဗျကျွန်တော်ကmention လုပ်ခဲ့တဲ့ Neanderthal လို့ခေါ်တဲ့လူသားတွေခေတ်သစ်လူသားမျိုးနွယ်စုတွေရဲ့ DNA နဲ့တွားပြီးကိုက်ညီမှုမရှိပြန်ဘူးအဲ့တော့ဆိုလိုတာကကျွန်တော်တို့ကဘာပေါ်မှာနောက်ထပ်လူသားမျိုးနွယ်အသစ်တစ်ခုကအရင်တော့ကနေထိုင်ခဲ့ဘူးတယ်ဗျကျွန်တော်ဒီရလက်ကိုထွက်လာတဲ့အချိန်မှာပဲသူတို့ကဒါကိုDenisova ဒီကြောက်ကူထဲမှာတွေ့ခဲ့တဲ့အတွက်Denisova လူသားတွေဆိုပြီးတော့ဒါအမည်ပေးခဲ့ကြတယ်ဗျအဲ့လှုပ်ဝက်ချက်ကအဲ့မှာနေမရောက်ပါဘူးဗျသိပ္ပံပညာရှင်တွေကဒီကဘာတဝန်းမှာရှိတဲ့ခေတ်သစ်လူသားတွေရဲ့ DNA ကိုထပ်ပြီးတော့စစ်ဆေးလိုက်တဲ့အချိန်မှာတော့ကျွန်တော်မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုကထပ်ပြီးပေါ်လာပြန်နေဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အရှေ့တောင်အာရှကျွန်တော်နိုင်ငံတွေပါပါတယ်ပေါ့နော်အထူးသဖြင့်ဒါမလေးရှားဖိလစ်ပင်းပါပူဝါနယူးဂီနီလို့ခေါ်တဲ့အိုင်လန်နိုင်ငံလေးမှာရှိတဲ့ဒီတိုင်းသားတွေရဲ့ဒီသွေးတွေက DNA ရလဲကျွန်တော်တို့ခုနရှာတွေ့ခဲ့တဲ့ Denisova လို့ခေါ်တဲ့လူသားတွေရဲ့ DNA နဲ့တွားပြီးကိုက်ညီမှုရှိရဗျာအခုအချိန်ဒီဆိုရင်ဒါ900ခိုင်နှုန်းကနေ600ခိုင်နှုန်းလောက်ထိတူညီတဲ့ DNA ကသွေးထဲမှာဆက်လက်စီးဆင်းနေတော့မယ်ဗျာအဲ့ဒါကြီးကတော်တော်ဒါစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆိုလိုရင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000နဲ့တန်းနဲ့ချီပြီးတော့ကျွန်တော်လှုပ်ဝက်လူသားတွေပေါ့ကျွန်တော်လွန်ခဲ့တဲ့10စုနှစ်မှာထပ်တွေ့ခဲ့တဲ့လှုပ်ဝက်လူသားတွေဒီ Siberia နဲ့အာရှခွင်တစ်ခွင်ကိုဖြတ်တန်းပြီးတော့ပေါ်ပေါက်လာတဲ့ Denisova လို့ခေါ်တဲ့လူသားတွေရဲ့သွေးတွေကအခုချိန်ထိဒါအာရှတစ်ခွင်ကျွန်တော်တို့ဒီဖိလစ်ပင်းလို့နော်ပါပူဝါနယူးဂီနီတို့အဲ့လိုလူမျိုးတွေရဲ့သွေးတွေထက်မှာဒါ900ခိုင်နှုန်းကနေ600ခိုင်နှုန်းဒါ DNA ရဲ့ဆက်လက်စီးဆင်းနေတော့မယ်လို့ပြောထားတာဖြစ်တယ်ပေါ့နော်ဒီနောက်ထပ်ထူးဆန်းတာတစ်ခုဟာတရုတ်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ကျွန်တော်ငကားလူသားလို့ခေါ်တဲ့ Dragonmon homolongi လို့အမည်ပေးထားတဲ့ Airmark ဦးကောင်းခွန်ကြီးဖြစ်ရပေါ့နော်အဲ့ဦးကောင်းခွန်ကဒီတာမန်လူသားတွေထက်လေအစမတန်ကြီးမားပြီးတော့မျက်ခုံးကြီးရလဲထူတယ်အဲ့တော့သိပ္ပံပညာရှင်တွေကအဲ့ဒါကိုရှာတွေ့ခဲ့တဲ့အချိန်မှာသူတို့ပြောပြတာဒါဒီလူတွေကအရန်တန်ပါတယ်ဒါအေးဆက်တဲ့ရာသီဥတုတောင်မှာကြံ့ကြံ့ခံနိုင်တဲ့လူမျိုးစုတွေဒါတော်တော်တန်မာတဲ့ strong ဖြစ်တဲ့လူမျိုးစုတွေလို့သူတို့ဒါ mention လုပ်ထားရပါတော့ဒီလောက်ထိကြံ့ခိုင်တဲ့လူတွေဒီလောက်ထိဒါအုံနောက်အရေးသွေးမြင့်မာတဲ့လူတွေလို့သူတို့ပြောကြတဲ့လူတွေကဘာလို့ကဘာပေါ်ကနေပျောက်ကွယ်သွားရလဲ
ဒါတကယ်ပဲဘာဝပြောင်းလဲမှုတွေကြောင့်လားဒါမှမဟုတ်ကျွန်တော်တို့အရင်တည်းကသိခဲ့ကြတယ်ရေဘူးရသိခဲ့ကြတယ် Homo sapien လို့ခေါ်တယ်လူသားတွေနဲ့ပဲနေမြေလူရင်းနဲ့တကယ်ပဲမျိုးတုံးပြောက်ွယ်သွားခဲ့ရလားဒါမှမဟုတ်ကျွန်တော်တို့ဒီလူသားတွေရဲ့သွေးထဲမှာပဲပုံမှန် DNA ဆက်လက်စီးဆင်းနေနေမှာဒါတခြား DNA နဲ့ထပ်ပြီးပေါင်းစပ်နေမှာတဖြည်းဖြည်း DNA ပြောက်ွယ်သွားတဲ့အတိတ်ပဲမျိုးလားဆိုတော့အခုချိန်ဒီဘယ်သူမှလည်းတည်တည်ချာချာမသိကြတဲ့လှုပ်ဝက်ကိစ္စတစ်ခုဖြစ်ရှိနေရပေါ့ဗျာလွန်ခဲ့တဲ့10စုနှစ်တခုကသူတို့ရုပ်ကျွန်းတွေကိုအခုချိန်ဒီတွေ့နေရတော့မယ်သူတို့ရဲ့သွေးတွေကလည်းကျွန်တော်တို့ဒီအာရှလူသားတွေရဲ့သွေးထဲမှာအခုချိန်ဒီ DNA အနေနဲ့ဆက်လက်စီးဆင်းနေတော့မယ်ပေါ့နော်ဥပမာဆိုရင်ဒါတိဘက်လူမျိုးတွေရဲ့သွေးထဲမှာဒီသူတို့ရဲ့ DNA နဲ့အလားတန်တူတဲ့ DNA မျိုးကိုသွားတွေ့ရလို့ပြောရပါတော့။ဘာလို့လဲဆိုတော့ကျွန်တော်တိဘက်လူမျိုးကြီးဗျာကျွန်တော်ဟိမွေနာလို့တောင်တန်းတွေပေါ်မှာနေကြတယ်အဲ့လိုတောင်တန်းတွေပေါ်မှာနေရဆိုရင်တာမန်လူတယောက်အတွက်ဆိုရင်ပေပေါင်း1400ကျော်မြင့်နဲ့အမြင့်တစ်ခုမှာကျွန်တော်တို့အလုတ်လောက်ကင်ပြီးတော့တာမန်လိုပဲသွားလာလှုပ်ရှားနေတာမျိုးဆိုရင်ဒါမူးလဲတာမျိုးတွေရုပ်တရက်အောက်ဆီဂျင်ပြတ်လက်ပြီးသေဆုံးတာမျိုးတွေအထိပါဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့တိဘက်လူမျိုးတွေကသူတို့မွေးရပါဒီ DNA ကိုကကျော် Superman DNA Superman visa လို့ခေါ်တဲ့ EPS1 generation ဒီ dinosaur လို့ခေါ်တဲ့လူသားတွေစီက generation နဲ့တွားပြီးတော့ DNA သွားတူနေရအောင်တွေ့ရပါဘောနော်ပြောချင်တာကျွန်တော်ဒီလူမျိုးတွေကဒါ dinosaur လို့ခေါ်တဲ့လူသားတွေစီရပဲဆင်းသက်လာတဲ့လူသားတွေဖြစ်တယ်လို့ခောက်ချက်ချရပါဗျာနော်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့ရဲ့သမိုင်းအရင်တော့ရိုးစင်းပြီးတော့ဖြောင်းတန်းမနေဘူးဗျရှုပ်ရှုပ်ထွေးထွေးနဲ့တချို့ကိစ္စတွေဆိုရင်ဒါသူတို့ဟိုးခက်ကပေါ့နော်ဒီလူသားမျိုးနွယ်စတင်တဲ့ခေတ်တုန်းကဒီမျိုးနွယ်စုအချင်းချင်းတွေတက်ဖြတ်ပြီးတော့ဒါအဲ့ခေတ်ကဒီရိတ်ခါတွေပြက်လက်ကျွန်တော်တို့စားစရာမရှိတဲ့အချိန်မျိုးတွေမှာတော့တယောက်နဲ့တယောက်တက်ဖြတ်ပြီးလူချင်းနဲ့ပြန်စားခဲ့ကြတဲ့အချိန်မျိုးတွေတောင်ရှိရဲဆိုတော့ဒါအသေးစိတ်ချက်လက်တွေကျွန်တော်တွေ့ခဲ့ဘူးလေဗျတော်များများသိပ္ပံပညာရှင်တွေလည်းဒါအောင်မရှင်းမလုပ်ချင်ကြဘူးလို့ပြောထားတာမျိုးတွေလည်းတွေ့ရပါတော့အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ DNA ထဲမှာဘလို့ DNA တွေပါဝင်နေလဲဘလို့လူမျိုးတွေရဲ့ DNA အများဆုံးပါဝင်မလဲကျွန်တော်တို့ပုံမှန်သိခဲ့ကြတဲ့ Homo sapien လို့ခေါ်တဲ့လူမျိုးတွေရဲ့ DNA ပဲအများဆုံးပါနေမလားတေချာတစ်ခုကတော့ရှေးခေတ်ကကျွန်တော်ကြောက်တုံးကြောက်ခဲရင်းနဲ့ဓာတ်လန်လုပ်ခဲ့တဲ့ခေတ်ကနေမှအခုအချိန်အရန်တိုးတက်ပြီးတော့အာကာသယာဉ်မှာဒါကောင်းငယ်မှာလွတ်တင်နိုင်ပြီးတော့လကဘာဘာသွားနိုင်တဲ့အခြေအနေထိတော့ရောက်နေပြီဗျာဒါတော်တော်ကြီးရောလူသားတွေရဲ့စွမ်းဆောင်ရည်အံ့မခန်းပဲပေါ့နော်အဲ့တော့ခင်ဗျားကြည့်နေလူတွေထဲမှာဘယ်လိုမျိုးတွေးလဲခင်ဗျားတို့စိတ်ထဲမှာဒီလူသားမျိုးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘယ်လို proud ဖြစ်တဲ့နော်ဘယ်လိုမျိုးဂုဏ်ယူရတဲ့အခြေအနေမျိုးကိုလူသားမျိုးနဲ့ဖြစ်တဲ့အတွက်ဒီလူသားတွေကဘယ်လောက်ထိဘာတွေလုပ်ခဲ့တယ်ဒီလူမျိုးတွေနဲ့ပတ်သက်ပြီးခင်ဗျားတို့ဂုဏ်ယူရတဲ့အချက်လက်လေးပါလေးရှိခဲ့အမျိုးရှိရင်လေဒါ comment မှာချက်ရေးပေးသွားခဲ့ပါဦးနော်ဒီဗီဒီယိုကြိုက်တယ်ဆိုရင်လည်း like and subscribe ပြီးလုပ်ထားခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်